စူပါမီမများမင်္ဂလာပါဒီတစ်ပတ်မှာတော့တကယ်ကိုအလုံများတဲ့မိဘတွေအထူးသဖြင့်မိခင်အတွက်ကိုဆွေးနွေးသွားဖို့ဖြစ်တယ်ဘာလို့ကြောင့်လဲဆိုတော့မိခင်တွေကအရင်အရေးကြီးပါတယ်မိသားစုထဲကကိစ္စအဝဝကိုတာဝန်ယူလုပ်ဆောင်ရတယ်ခင်မွန်းတဲ့အတွက်တော်၎င်းတာရေးသမီးရေးအတွက်တော်၎င်းပေါ့နော်တခြားကိစ္စတွေအများကြီးပါဆိုတော့ဒီတစ်ပတ်မှာဆက်လက်ပြီးမိခင်တယောက်လည်းဖြစ်တယ်အမှုပညာရှင်တယောက်လည်းဖြစ်တယ်အထူးသဖြင့်မင်းသမီးပေါ့နော်ဆိုတော့အလုပ်တော်များမှာပဲအဲ့ဒီဂျားတဲ့ကမှမိသားစုအတွက်သားအတွက်ကိုဘယ်လိုအချိန်တွေကိုအရေးအသွေးရှိရှိပြင်ဆင်ပြီးပံ့ပိုးပေးနေလဲဆိုတဲ့အရာတွေကိုမေးသွားမှာဖြစ်ပါတယ်အဆုံးအထိကြည့်ပေးဖို့အတွက်အားလုံးကိုဖိတ်ခေါ်ပါတယ်ညီမမင်္ဂလာပါမင်္ဂလာပါမပြန်ဆောင်ကြပြီနော်ပြန်ဆောင်ကြပြီဆိုတော့ညီမတို့ဒီတစ်ပတ်မှာလည်းအရန်အထူးသဖြင့်မိဘတွေထဲကပေါ့မိခင်တွေအတွက်အကျိုးရှိမယ်လို့ယုံကြည်တဲ့အရာလေးတွေပေါ့နော်ညီမရဲ့လှုပ်ဆောင်ခြင်းအားဖြင့်ပေါ့အဲ့ဒါလေးဝင်ငှပေးဖို့အတွက်မိကုံးလေးမေးမယ်နော်ဟုတ်ကဲ့ပါမဆိုတော့ဒီတစ်ပတ်မှာကဒီမိခင်တွေအတွက်အထူးသဖြင့်ပေါ့နော်မိသားစုထဲမှာအချိန်တော့ပေးပါတယ်နော်တစ်ခါချက်ပြုတ်ရတယ်ပြင်ဆင်ရတယ်သူတို့နဲ့အတူတူနေရတယ်သို့တော့အအသွေးရှိတဲ့ quality time ပေါ့နော်အချိန်ကအရင်မဲ့တန်ဖိုးရှိတယ်ဆိုတော့မိသားစုထဲမှာရောညီမအနေနဲ့အလုပ်တစ်ဖက်တခြားကိစ္စတွေကအမျိုးမျိုးဆိုတော့ဘယ်လိုပုံစံနဲ့ပေါ့အထူးသဖြင့်သားလေးအပေါ်မှာဒီ quality time ကိုတိဆောက်ပေးနေလဲပေါ့ဟုတ်ကဲ့ပါတီဗီကတော့ဘယ်လိုပြောမလဲဆိုတော့ full time မာမီမဟုတ်ဘူးပေါ့နော်အလုပ်လုပ်တဲ့ full time မာမီမဟုတ်ဘူး work time မာမီမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါလေးအတွက် full time မာမီဖြစ်အောင်စူးစမ်းနေရပါပေါ့နော်အမျိုးသားကတော့ Monday to Friday သူကရုံးသက်ရတယ်ညနေလောက်မှစုံဖြစ်တယ်ဆိုတော့အဓိကတော့ theory ပဲပေါ့နော် theory ပဲကလေးကို24 hour စောင့်ရှောက်ရတဲ့အိမ်မှာပေါ့နော်ကိုအပြင်သွားတဲ့ခါကျရင်လည်းကိုယ့်ရဲ့ဒီဆွေမျိုးသားချင်းတေးရောက်နဲ့ကလေးထိန်းနဲ့ကိုအဲ့လိုတွဲပြီးတော့မှဟို24နာရီ CCTV နဲ့စောင့်ကြည့်ပြီးတော့အဲ့လိုထားရတာပေါ့နော်ဆိုတဲ့ခါကျအဓိကတော့ဟိုအမေကတော့သူ့ရဲ့အမေစီကနေပြီးတော့သူကခဲဟွာတွေရတယ်သူနဲ့သူ play time တွေလုပ်ပေးတယ်စာတူတူတင်းနေကစားပေးတယ်ပြီးရင်ဒီဟွာပေါ့နော် TV တွေပါကြည့်လို့ရှင်လဲတူတူကြည့်တယ်အိတ်လို့ရှင်လဲတူတူအိတ်တယ်ပုံမြင်လေး story လေးပြောပြီးအိတ်တယ်ဆိုတော့ဒါပေမဲ့အဖေစီကကျတော့သူကအဲ့လိုကိုယ့်လိုမျိုးအကြာကြီးမရဘူးပေါ့နော်မရတဲ့အခါကျတော့ညနေပိုင်းလောက်မှဟိုဟာရုံးကပြန်လာတဲ့အမျိုးသားဆိုတော့ညတော့အများတော့အဖေကဘာလုပ်လဲဆိုတော့ဟိုပါပေါ့နော်3ယောက်လုံးအတူတူစုံပြီးတော့မှအိတ်ခန့်နေမှာဆုတောင်းတာပေါ့နော်မိသားစု3ယောက်လုံးဆုတောင်းတဲ့ဟာလေးကိုအမြဲတမ်းအိတ်ဒလေးလေးပေါ့နော်အဲ့ဒါလေးတော့အမြဲတမ်းလှုပ်ဖြစ်တယ်လှုပ်ဖြစ်တယ်တခါကျရင် real စရတယ်ပေါ့နော်သူ့အဖေကတချို့ရက်တွေဆိုလဲတကယ်အိတ်သွားရလဲပါတယ်စရလဲပါတယ်ပေါ့နော်တကယ်အိတ်ပျော်သွားရင်သူတွေကမင်းဟောင်းပထားအတင်းနိုးပြီးတော့ဆုတောင်းရမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဆိုတော့လေအရင်အော်အော်ကိုဒါလေးလှုပ်ချင်တာလှုပ်ဒီတသေးလေးအရာလဲလေဟိုဘယ်လိုတော့မလဲဆိုတော့အချင်းကြီးမဟုတ်ဘူးပေါ့နော်သူ့အတွက်ကတကယ်ဟိုမှဒါလောက်ရမယ်ဆိုတော့ဒီအတိလေးဝင်သွားရဲဆိုတော့အော်လို့ဒါလေးကဟိုအရန်လိုအပ်တယ်ပေါ့နော် family တစ်ခုမှာတသေးလေးကအစားသူတို့ကဒီချိန်မှာ landing လုပ်နေရဆိုတော့ဒီကိုတတိမပြုတ်လိုက်မိတဲ့အရာတွေကနေပြီးတော့လေကလေးကကောင်းမွန်စွာတင်ယူနေရပေါ့နော်အဲ့ဒါလေးကိုတတိထားမိတဲ့ခါကျတော့အခုဆိုရင်အရန် queue ဆိုင်ရတယ်သူ့ပေါ့နော်ဘယ်နေရာမှာဘယ်အသေးစိတ်လေးကအစားသူ့ landing လုပ်နေဆိုတာသိတဲ့အခါကျတော့အခုဆိုရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘာလေးပဲပြောဘလို့ပဲနေထိုင်စားတောက်တာပဲဖြစ်ဖြစ်ဘယ်ကိုပဲရောက်ပေါ့နော်သူ့အမြဲတမ်းတင်ပေးနေရလမ်းမှာသွားလို့ရှိရင်လည်းဘတ်ကားကိုကြည့်ပြီးတော့ဒီမှာတားလေးတွေ့လားသူတို့မျိုးလေးစီးရတယ်နော်လို့တသားကလို့တသားကြောကိုပိုင်ကားနဲ့သွားရတဲ့အတွက်ကျေးဇူးတော့ချီးမွမ်းရမယ်သူညာရေးဆိုသူလိုစီးရတာပြီးရင်အနေညားရနော်အဲ့လိုရက်ပြီးတော့မစီးရဘူးဘတ်စီလို့ရှိရင်ထိုင်ပြီးစီးရတယ်နောက်တသားကြောင်းသွားလို့ရှိရင်လည်းစီးဘက်လေးနဲ့တခြားလေးထိုင်ပြီးစီးရမယ်နော်စသဖြင့်ပေါ့နော်သွားတဲ့နေရာလေးတွေကအစားသူတခြားလေးအသေးစိတ်လေးကို landing လုပ်ပြီးတော့သူကဘယ်နေရာပဲရောက်သူ့တင်မင်းနေရပေါ့နော်အဲ့လိုမျိုးစနေနေ့ဆိုလို့ရှိရင် really အကြောင်းတက်ရတယ်လေကြောင်းတက်တော့ဟိုးအရင်ရှစ်လကလေးသူ့အကြောင်းထားတာဆိုတော့လေအမျိုးသားနေကစနေနေ့ဆိုရင်ကလေးတွေရက်ဆိုပြီးတော့သတ်မှတ်ထားတယ်ကလေးတွေ fully support ပေါ့သူ့အတွက်ပဲအချိန်ပေးရမယ်တခြားဘာလို့ကိစ္စပဲရှိဘာပဲရှိစနေမချဲဘူးစနေမှာဆိုလို့ရှိရင်သူ့ကိုအချိန်ပြည့်ပေးရယ်သူနဲ့သူမိခင်ရောဖခင်ရောလည်းဆိုမိသားစုစုံနဲ့
နေပေါ့နော်စနေနေ့အဲ့လိုသတ်မှတ်ထားတယ်တနင်္ဂနွေဆိုလို့ရှိရင်တော့ဘုရားကျောင်းသူသွားကြတယ်အဲ့လိုပေါ့နော်ဘုရားကျောင်းသွားတယ်ပြီးတော့နှစ်ဖက်မိဘတွေစီသွားတယ်အဲ့လိုမျိုးလေးသတ်မှတ်ထားတာပေါ့ဟုတ်အရင်ကောင်းပါတယ်ဆိုတော့အတူတူတာလေးနဲ့အတူတူသွားတာလာတာတွေလောက်တာတွေရှိတယ်ပေါ့နော်ကစားတာဘိုင်းကြတော့ကစားလဲအဲ့လိုပဲ play and learn လေးပေါ့နော်အိမ်မှာကစားတယ်မျိုးစုံဝယ်ပေးရတယ်သူလေ physically or mentally ရောနောက်ပြီးတော့ဒီ educated play and learn ပေါ့နော်အဲ့လိုလေးအကြောင်းလေး color လေး shape လေးတင်တာအစသူငယ်ကလေးကသူ့ flash card ပြခဲ့တာပေါ့နော်အဲ့ဒါလည်းကျောင်းကလည်းကျောင်းမှာလည်းတင်ပေးရလဲပါတယ်အိမ်မှာဆိုရင်မိဘတွေကိုထပ်ပြီး support လုပ်ပေးရတယ်ပေါ့နော်အဲ့လိုလေးအားစားတင်ပေးရတာပေါ့နော်ပြီးရင်ဒီကျမ်းစာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်လည်း Jesus အကြောင်းလေးတွေသူနဲ့ပတ်သက်တဲ့ story လေးတွေအဲ့တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအဲ့ပုံမြင်လေးတွေပြောပြရဲပြီးသချင်းလေးဆိုပြရဲပေါ့နော်သူကအဲ့လိုဖះသချင်းနေပို့ပြီးကြိုက်တယ်နေရာလေ Jesus love me ဆိုအဲ့သချင်းလေးဆိုပြီးလို့ရှိရင်ခဏလေးနဲ့သူအိတ်သွားတယ်လို့မျိုးကျွန်တဲ့သချင်းလေးဆိုသူအလောက်မကြိုက်ဘူးတကယ်ဖះသချင်းသူတကယ်ကြိုက်တာပေါ့နော်ပြီးရင်သူ့အဲ့လိုမျိုးပေါ့နော်ရှိတဲ့ပုံမျိုးမရှိတဲ့ပုံမျိုးကို create လုပ်ပြီးရောပေါ့နော်ဖះဘယ်လိုမျိုးပေါ့နော်ဒီမှာယောဂမမယောဂဖြစ်နေတယ်ဆရာဝန်ကလည်း short လိုက်တယ်ဒါပေမဲ့သူ့ပပဆူတောင်းတာလေ Jesus စီမှာအဲ့ချိန်မှာသူမမပြန်ပြီးနေကောင်းလာဟာဟုတ်လားအဲ့ဆိုရင်မမနေမကောင်းလဲဖះစီစွတ်တောင်းတော့ဆိုသူအဲ့လိုမျိုးလေးပေါ့ idea လေးရသွားတာပေါ့နော်အဲ့လိုမျိုးလေးရအစsharing လုပ်ပေးတာပေါ့နော်အဲ့လိုပုံမြင်ဆိုလဲရိုးပုံမြင်မပြောဘဲနဲ့အဲ့လိုလေးပေါ့နော် creation ဟုတ်ကဲ့ဥပဒေရဲ့ပုံမြင်လေးနဲ့အဲ့လိုမျိုးသူဟွာဖြစ်ပေးတာပေါ့ကိုလိုချင်တဲ့ message ကိုသူ့ဖြစ်စီချင်တဲ့အကြောင်းအရာလေးကိုပုံမြင်ပြောတဲ့တခါတည်းတစ်ချက်ခုနှစ်ချက်ပြတ်ဟုတ်တယ်အဲ့လိုလုပ်ပေးရချက်ပြတ်အရန်တော်ပါတယ်ဆိုတော့နောက်တစ်ခုကကျတော့ပျော်ပျော်ပပလေးနဲ့ပေါ့နော် learning လုပ်နေတာမှန်တယ်ဒီမိသားစုအချိန်လေးပေါ့စနေနေ့မှာအတူတူဖြတ်သန်းတဲ့အခါမှာကစားတဲ့ဘယ်လိုပြောမလဲ culture ပေါ့နော်အဲ့ဒီပုံစံလေးတစ်ခုခုအမှတ်တရလေးများရှိမလားရှိရယ်ဆိုတာဘယ်လိုပြောမလဲအမတရားဆိုတာပေါ့ဥမာဇူးသွားချင်တယ်ဆိုရင်ဇူးလိုက်ဖို့ပေးရလေဇူးလိုက်ဖို့ပေးသူကတလေးဆက်တွေကိုဒီရုပ်ပုံကားချက်မှာပဲမြင်တယ် TV ထဲမှာမြင်တယ်ဒါပေမဲ့အပြင်မှာမမြင်ဘူးဆိုတော့ तू ကကြောက်တယ်တကယ် तू ကအာတင်ထားတာဇူးသွားလို့ရှင် monkey ကြည့်မယ် elephant ကြည့်မယ် giraffe ကြည့်မယ်ပေါ့ तू ပြောနေတာဘယ်တော့ကြည့်မယ်ပေါ့ပြီးလိုက်ပြီးတော့မြောက်ကိုမြင်လို့ရှင် तू အမမြောက်ကအော်ရင် तू ငိုပြီးအမေဘောကမစင်းဘူးပေါ့နော်အဖေဘောကမစင်းဘူးအဲ့WeChatပါလာတဲ့ဒီတွေလည်းမထိုင်တော့ဘူးအမေဘောမှာအားပဲတွေ့ပြီးတော့ဇူးကိုအစဆုံးပွေကြည့်ပြီးလိုက်ကြည့်ရတာပေါ့နော်အဲ့လိုမျိုးအဲ့လေးကတော့အမတ်တရလည်းဖြစ်တယ်ပြီးတော့ပြန်တွေးမယ်ဆိုလို့ရှိရင်လည်းကြည်နူးစရာလည်းဖြစ်တယ်သူပြီးရင်လည်းအဲ့ဒါကိုပြန်ပြီးအိမ်ပြန်ရောက်သွားသူအဲ့ဒါကိုပဲပြောနေတာပေါ့နော်စမြုပ်ပြန်ပြီးဒီနေ့သူဘာတွေးခဲ့လဲတွေ့တယ်များသူ့ရဲ့ဒီအတော်တွေလည်းလိုက်ကြွအဲ့လိုမျိုးအဖိုးတွေပြောပြအဲ့လိုမျိုးပေါ့နော်အဲ့လေးကတော့အမတ်တရကိုထွက်လည်းအမတ်တရသူထွက်လည်းအမတ်တရပေါ့နော်ပြီးတော့နောက်တစ်ခုကညီမကတစ်ဖက်ကနေပြီးတော့မှတရုပ်ဆောင်နေတယ်အများကြီးလောက်ရတယ်မင်းသမီးတယောက်အနေနဲ့ပေါ့နော်ဆိုတော့တခြားမင်းသားတွေနဲ့တွဲတာတွေတွဲပြီးတရုပ်ဆောင်တဲ့အပိုင်းတွေပေါ့နော်ခလေးတွေကအဲ့ငယ်တော့ဆိုအရင် jealous ဖြစ်တယ်လေသူတို့အမေကိုအဖေကတ်တာတော့မှသူတို့ကြိုက်တာမဟုတ်ဘူးဆိုတော့လေအဲ့ဒီအချိန်တွေမှာသူ့ဘလူးရှင်းပြလဲသူတွေ့ဘူးလားအဲ့ဒီတွေ့ဘူးတယ်မမရ MTV တခုတည်းမှာဆိုရင်အမသူပေါ့နော်အဲ့ထဲမှာဆိုရင်ဒီအမျိုးသားတယောက်ကြောင့်ငိုရတာပေါ့နော်ဆိုတော့သူကလေသူပါလိုက်ငိုပါမေးကြားပြီးသူကလိုက်ငိုပြီးတော့အဲ့ဦးသွားရိုက်မင်းလေးပါသူတော့မမတဲ့မမငိုပါလို့မမတနာပါတယ်ဆိုလာဖက်ပြီးတော့ပုတ်လာလောက်တယ်နောက်ပြီးမမတော့တာအဲ့ဒါတကယ်မဟုတ်ဘူးနော်အဲ့ဒါမမတရုပ်ဆောင်နေတာဆိုတကယ်မဟုတ်ဘူးလားမမတရုပ်ဆောင်လားဆိုတရုပ်ဆောင်လားလေလို့ရီးလေအခုမမငိုပြဆိုမမပြောလေလို့ရီးပြောလေမမငိုပြမယ်ဆိုအဲ့လိုမျိုးပေါ့နော်ကိုကလုံပြရပေါ့လုံပြဆိုအဲ့လိုမျိုးကတရုပ်ဆောင်တာနော်တဲ့တာတကယ်မဟုတ်ဘူးနော်တဲ့လေဆိုသူကလို့ရှင်းပြရတာပေါ့နော်သူနားလည်မယ်subject နဲ့ကိုကပြောပြရတာပေါ့နော်အဲ့လိုမျိုးဟုတ်အခုဆိုရင် तू ကရတယ်တားငိုပြဆို तू ငိုတတ်တယ် तू နားလည်သွားတာ တော့နားလည်သွားပြီ तू အဲ့ဒါတရုပ်ဆောင်တာတကယ်မဟုတ်ဘူးဆိုတော့ तू သိသွားတယ်ပေါ့နော်ဆိုတော့တာတာလေးနောက်ထပ်အများကြီးကြီးလာဖို့လိုသေးတယ်မိခင်တွေကနည်းနည်းလောဘကြီးတက်တယ်လေဟုတ်ဆိုတော့သူ့အတွက်ရည်မှန်းချက်တွေပေါ့နော်သူ့ရဲ့ life lessons တွေပေါ့ဘဝအတွက်သင်ခန်းစာတွေကိုကိုဘယ်လိုဆက်လက်ပြီးသင်ကြားပေးဖို့အတွက်ပေါ့နော်ရည်မှန်းထားသေးလေပေါ့အထီးကပေါ့နော်ရီမန်းချက်ဆိုတာတဲ့ဖះလက်ချက်အပ်ထားရဲဆိုရင်တော့ပုံမှန်ပါပေါ့နော်သူ့အတွက်အကောင်းဆုံးသင်ခန်းစာဆိုရင်လည်းကိုယ့်ရဲ့ life အကြောင်းသက်သေခံတာပဲပေါ့နော်ကိုအရင်တော့ဖြစ်တန်းလာခဲ့တဲ့ဘဝအဲ့ဒါကတော့သူ့အတွက်အကောင်းဆုံး lesson ဖြစ်တယ်လို့သူ့အတွက်လည်းအကောင်းဆုံးသက်သေပဲပေါ့နော်အဲဆိုကိုကဟိုးအရင်ဒီနေကနေပြီးတော့
ရန်ကုန်ရောက်လာတယ်ကိုယ့်ရဲ့ life တစ်ခုကိုကိုဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်ခဲ့တယ်ပြီးရင်နောက်ပိုင်းမှာဖျားရသွားတယ်ဖျားနဲ့ဘလို့သွားလာတယ်အနေမြင့်အသက်အကျတွေလောကဆက်ခုံအဖုံဖုံပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုကသူ့ကိုယ့်ရဲ့ live အကြောင်းရှင်းပြရင်းနဲ့မှတက်သိခံတာသူ့အတွက်ကတော့တကယ်ကိုအကောင်းဆုံးတက်သိခံချက်ပြင်ဦးမှသူ့အတွက်ကတော့တကယ်ကိုဘယ်လိုပြောမလဲဆိုတော့ဘဝအတွက်အကောင်းဆုံးနီးလန်းလို့ထင်တယ်လေဆိုတော့အဲ့လိုမျိုးတက်သိခံဖို့ပဲဒါလေးအတွက်ပေါ့နော်တကယ်ပဲဒါကိုယ့်ရဲ့အတွေ့အကြုံကြောင့်လည်းပဲပေါ့နော်ကိုသားကိုဘယ်လိုတွေပြန်ပြီးချပြရမလဲဆိုတဲ့အရာကြီးအဓိကတော့ဖျားပဲပေါ့နော်ကိုကိုလည်းဖျားကဒီဆွဲခေါ်လာတယ်ဒီလှုပ်ဆောင်ပေးရဆိုတော့အဲ့အရာကိုပဲသူမြင်စေချင်တာပေါ့နော်ဟုတ်အရင်ကောင်းပါတယ်ညီမရဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတော့ Super Miva တွေကိုပြန်ပြီးနှုတ်ဆက်လိုက်ရအောင်နော် Super Miva တို့ရဲ့ဒီအစီအစဉ်လေးထဲမှာကြားသွားရတဲ့အတိုင်းပဲမိသားစုထဲမှာအချိန်ပေးခြင်းတီးသန့်အချိန်ပေးခြင်းပေါ့အဲ့ဒီတီးသန့်အချိန်ဒီလည်းအရေးသွေးရှိတဲ့ခလေးတွေအတွက်လည်းပဲတကယ်ကိုတန်ဖိုးရှိတဲ့အချိန်တွေဖြစ်ဖို့ရန်အတွက်ဆက်လက်ပြီးမိသားစုထဲမှာတည်ဆောက်နိုင်ဖို့ရန်မျှော်လင့်နေပေါ့နော်ပြီးတဲ့အခါမှာခလေးတွေရဲ့ဘဝအရည်ရွယ်ချက်ပန်းတိုင်ကိုကိုယ့်ရဲ့အလိုအတိုင်းဖြည့်ဆည်းခြင်းမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့သဘောတဘာဝအတိုင်းသူတို့ရဲ့ဆန္ဒအတိုင်းကိုကအကောင်းဆုံးဆက်လက်ပံ့ပိုးပေးသွားနိုင်ဖို့ကိုအားပေးချင်ပါတယ်ဒီတစ်ပတ်တော့ဒီလောက်ပဲနောက်အစီအစဉ်တွေမှာပြန်ပြီးတွေ့ဆုံကြရအောင်နော်